Okay မင်္ဂလာပါခုတစ်ခေါက် AI နဲ့ video ကို special ဖန်တီးခြင်းနဲ့ညီငယ်ညီမငယ်တွေနောက်ပြီးတော့တငယ်ချင်းတွေဘော်ရာတွေတားကြီးတို့ဘေးတို့အကုန်လုံးเนาะဒီ video ကိုကောင်းကောင်းကြည့်မယ်ဆိုရင်တော့ဒီကနေ့ကစပြီးတော့ AI နဲ့ပတ်သက်တဲ့ video တွေ special လုပ်သက်သွားနိုင်မယ်လို့ကျွန်တော်မြင်ပါတယ်ပထမဦးဆုံးဒီထဲမှာကျွန်တော်ရဲ့ Telegram subscribe လေးလုပ်ပေးလိုက်ပါ subscribe လုပ်ပြီးတာနဲ့အဲ့ဒီ video ကိုစိတ်အေးအေးနဲ့စိတ်ရှိရှိနဲ့ကြည့်ပေးပါနော် let's go so ပထမဦးဆုံးကျွန်တော်ရဲ့ဖုန်းထဲမှာဆိုရင်တော့ကျွန်တော်ပထမဦးဆုံးပြောမယ်အရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့မှာ Gmail ရှိတယ်Gmail account ရှိတယ် Gmail account ကိုတော့မှကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင် Gmail account 2ခု3ခုလောက်လုပ်ရမှာမယ်Gmail account 2ခု3ခုလောက်ရှိရင်အဆင်ပြေပါပြီ။ဘာကြောင့်လဲဆိုတော့ AI ကတစ်ခါတလေကြာရင်သူက limit တဲ့အရင်များတာနော် limit တဲ့အရင်များလို့ကျွန်တော်တို့ကလုံးဝကို account 2ခု3ခုရှိရမှာ။အဲ့ဒါပထမဆင့်ဒုတိယဆင့်ကဘာလဲဆိုရင်ကျွန်တော်တို့တောင်းရမယ့် app လေးအခုနောက်ပိုင်း app အသစ်တွေထွက်လာသိရမလားမသိဘူး။ကျွန်တော် Google ထဲမှာဆိုရင်တော့ကျွန်တော်တို့ Flow တို့ဘာတို့ Google Flow တို့ဒီမှာနော်ကျွန်တော်သုံးနေကြ Google Flow ပထမဦးဆုံးအနေနဲ့ကျွန်တော်က Google Flow တွေသုံးတယ် Google Flow ဆိုပေမဲ့လည်းဒီဟာပေါ့နော်ဒီဟာလေးဒီ Google Flow လေးနောက်ပြီးတော့ဒီမှာ Google Flow လက်ရှိတယ်ဒီ Flow သက်ကိုလည်းနှိပ်လို့ရတယ်ကိုကြိုက်တယ်တုံးလို့ရတယ်နောက်တစ်ခုကကိုယ့်အနေနဲ့ကိုဝါလုံး AI နဲ့သုံးလို့ရရင်သုံးလို့ရနော်ဒီနေရာလေးမှာရှာလိုက်ပါ AI လေးသုံးလို့ရတယ်အဲ့ဒါလည်းသုံးလို့ရတယ်ပထမဦးဆုံးကျွန်တော်မှာ flow ကတော့ကိုပိုင် app application ကိုကျွန်တော် down ထားတာဖြစ်ပါတယ်မိတ်ဆွေတို့လည်း down လို့ရနော်ဟိုဟာ Play Store ပေါ်မှာတော့ down ပါ Play Store ပေါ်မှာကိုယ်နဲ့ကိုရိုက်ရှာပြီး down ပါ Play Store ပေါ်မှာဘယ်လိုရိုက်ရှာပြီး down မဆိုရင်ဘယ်ဟာလဲဆိုဒီဟာကိုပြောချင်တာနော်ဒီဟာပြောချင်တာနောက်တစ်ခုကYT create အဲ့တခုYT create ကဘာကိုပြောချင်တယ်လဲဆိုရင်ကိုက YouTube အတွက် AI video တွေဖန်တီးပြီးတော့ချက်ချင်းတင်လို့ရတဲ့နေရာသူ့မှာလည်း limit တွေရှိပါတယ်သူ video တစ်ခုတစ်ခုကို12မိနစ်လောက်ရှိတယ်ကျွန်တော်တို့က video လုပ်တဲ့အခါကျရင်ကျွန်တော်တို့အတန်တွင်းတယ်ကိုလူမျိုးအတန်တွင်းတယ်ဆိုတာဆိုအတန်တွင်းတဲ့အခါကျတော့အတန်ကိုကျွန်တော်တို့ကနောက်ခံ background နှစ်ခုထပ်ပြီးတော့သုံးချင်တာ overlay အနေနဲ့သုံးချင်တာเนาะသူ့ရဲ့ background အတန် vocal ကိုဖျောက်ပြီးတော့ background အတန်ပဲယူတယ်ဆိုရင်ကျွန်တော် vocal ကိုဖျောက်တဲ့နည်းလည်းရှိတယ် background အတန်ဖျောက်တဲ့နည်းလည်းရှိတယ်ဒီ Moises ဆိုတဲ့ app ကိုမှရှိရပါပြီနောက်တစ်ခုက Meta AI Meta AI ကတချင်းနဲ့တွဲလုံးမှအဆင်ပြေတယ်ထွက်တယ်တို့မဟုတ်ဒီတိုင်းanimated ပဲလုပ်မယ်ဆိုရင်တော့သူအတန်တော့မပါဘူးเนาะနောက်တစ်ခုကဒီ Meta AI ကကိုယ့်ရဲ့ script တွေကကောင်းကောင်းရှိမှအဆင်ပြေပါတယ်ဒါပေမဲ့တချို့တိုင်ရင်တာဝတ်စုံတွေကတော့လုံးဝအဆင်မပြေဘူးဘာကြောင့်အဆင်မပြေဆိုရင်သူကိုယ့်ရဲ့ script နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ script ကနည်းနည်းအားနည်းချက်ရှိရဆိုရင်ကိုယ့်ရဲ့တိုင်ရင်တာဝတ်စုံကတခြားတိုင်ရင်တာဝတ်စုံနဲ့ရောတော့တက်လို့ပါနော်နောက်တစ်ခုကကျွန်တော်ဘာဆက်ပြီးပြောမလဲဆိုရင်ကိုနောက်ထပ် app တစ်ခုရှိတယ်နဲ့ကိုတခြားနည်းနဲ့သုံးယူတော့တခြားနည်းနဲ့လုပ်ချင်တယ်ဆိုရင်တော့ဗောလေဒီမှာတစ်ချက်လောက်ကြည့်မယ်ပထမဆုံးအနေနဲ့ဒါဒီကောင်က noise reducer လို့ခေါ်ရတယ်တကယ်ကိုအမိုက်အနောက်ကနေရှုပ်နေတဲ့အနောက်ခံအတန်တွေကိုဖျောက်တာနော်နောက်တစ်ခုက buzzed ဒီတစ်ခုကတော့ထားလိုက်တာဒါကျွန်တော်ဟာဒီမှာ ChatGPT လည်းရှိတယ် Dream Face လည်းရှိတယ် Dream Face ကကိုတိုင်းရင်းသားအတန်တွေဘာတွေအတန်တွေညာအတန်တွေအကုန်တွင်းလို့ရတယ်နောက်တစ်ခုကသူ့မှာ free ပေးထားတဲ့image to video ပုံကနေ video ကိုထုတ်နိုင်တဲ့ပုံကနေ video ကိုထုတ်လို့ရတဲ့ဟာတွေရှိတယ်တော့ဒီ ChatGPT ကဘာကိုပြောချင်လဲဆိုရင် ChatGPT ကိုကျွန်တော်တို့တစ်ချက်ဝင်သွားမယ်ဆိုရင်ဟုတ်နော်အဲ့မှာဝင်သွားမယ်ဆိုရင်ကျွန်တော်ပြပြမယ်နော် AI video တွေလုပ်ချင်တဲ့လူတွေပြောတာဒီထဲမှာကိုကမြန်မာလိုရေးလို့ရတယ်ဒီ ChatGPT ကမြန်မာလိုရေးခိုင်းမယ်ကျွန်တော်တို့က script ရေးခိုင်းမယ်ဘယ်လိုပြောမလဲစက်ညွှန်းရေးခိုင်းမယ်ဥပမာဆိုပါဆိုကျွန်တော်ရေးခိုင်းမယ်နော်ဒီနေရာမှာကျွန်တော်ရေးမယ်ရေးတဲ့အခါကျရင်ကျွန်တော်တို့လက်ကျွန်တော်တို့မှာရှိထားတဲ့ပုံတွေကိုလည်းကျွန်တော်သုံးလို့ရတယ်နော်တစ်ချက်တော့လက်ကြည့်အောင် okay လူ2ယောက်ပေါ့နော်လူ2ယောက် okay လူ2ယောက်
လူနှစ်ယောက်ရေစင်းခတ်တဲ့လူနှစ်ယောက်ရေစင်းခတ်တဲ့ဆက်လန်းဆက်ညွန်းနော်ဆက်ညွန်းရေးပြပါလူရေစင်းခတ်တဲ့ဆက်ညွန်းရေးပြပါဆိုကျွန်တော်တို့ဗီဒီယိုလောက်တော့မယ်ဆိုရင်ကိုကပနမိနစ်စာလောက်မှာလဲဆက်ညွန်းရေးပေးပါပြီး10မိနစ်စာပဲရေးပေးပါ10မိနစ်စာပဲရေးပေးပါဆိုရင်အမှ sorry ပေးပါဆိုရင်အဲ့ဒါပြီးရတယ်ကျွန်တော်ဒီနေရာလေးကိုနှိပ်လိုက်မယ်နော် okay နှိပ်လိုက်ရင်သူကကျွန်တော်တို့ script ရေးပေးတယ် okay script ရပါပြီခဏလေးစောင့်ရုံပဲနော်ဒီမှာဆက်လန်းမြေရေခတ်တဲ့မနက်ခင်းနဲ့သူပေးချင်တဲ့နာမည်တော့သူပေးမယ်အပိကြအဲ့ဒီနာမည်တော့ကိုယ့်နဲ့ကိုပြောင်းလို့ရပါတယ်ဒီမှာကျဒါ script ပဲနော်မနက်စောလူနှစ်ယောက်ရွာတဲ့ကနေရေပုံးကိုစီကင်ပြီးစကားပြောရင်စမ်းချောင်းစီလမ်းလျှောက်သွားတယ်ကျွန်တော်ကိုယ်တိုင်စဉ်းစားပြီးရေးမယ်ဆိုရင်ဒါတော့ကြာမှာနော်အမှ dialogue ကဒီနေ့ရေတော့နည်းနည်းစောခတ်ရမယ်နော်ဟုတ်တယ်တဲ့မနေ့ကျရင်လူများလာလိမ့်မယ်ဆိုတာပဲနော်ဒါဒီကောင်ကျတော့30စက္ကန့်စာထူခြားတာတခု flow ကကျွန်တော်တို့ကဗီဒီယိုဖန်တီးတော့မှဆိုရင်ကျွန်တော်တို့ flow တွေကိုဘယ်လိုတောင်းအောင်ဆိုရင်flow ကသူက7မိနစ်လဲရတယ်6မိနစ်လဲရ10မိနစ်လဲရ4စက္ကန့်4စက္ကန့်10စက္ကန့်အဲ့လိုပဲရတယ်ဆိုတော့ဒီဟာက30စက္ကန့်တော့ရှိရဆိုရင်ကျွန်တော်တို့ခွဲထုတ်လို့ရတယ်နော်ဆိုတော့ပထမဦးဆုံးနောက်ပြီးတော့ကျွန်တော်တို့ပုံပဲမှာသွားရှာမလဲကျွန်တော်တို့ရှင်မှာပုံရှိရင်အဆင်ပြေပါတယ်ပုံရှိလားရှိရင်အဆင်ပြေနော်ကျွန်တော်ရဲ့ဖုန်းထဲမှာဆိုရင်ကျွန်တော်ပုံတစ်ပုံလောက်ယူလိုက်မယ်ကျွန်တော်ပုံတစ်ပုံလောက်ယူလိုက်မယ်နော်โอเคလိုက်ကြည့်အောင်ဥပမာsorry ဥပမာဒီပုံဆိုပါစို့နော်ဒီပုံဆိုပါစို့ဒီကကိုကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ခုနကကျွန်တော်ဒီဆက်လန်းတဲ့ပါပဲဒီဆက်လန်းကိုကျွန်တော်တို့က script အတိုင်းထားမယ်ဆိုတော့အဲ့ခါကျရင်ကျွန်တော်ဒီမှာသူ့ကိုဆက်လန်းမှတ်ပြီးတော့ဒါကို copy လုပ်လို့ရတယ်နော် copy ပြီးဒီအောက်မှာထည့်မယ် sorry ဒီအောက်မှာကျွန်တော်ထည့်မယ်ဒီပါ copy မြင်တယ်စညွှန်းအတိုင်းပုံဖန်တီးပေးပါဆိုရင်တော့ကျွန်တော်အမှရေးလိုက်မယ်နော်စညွှန်းအတိုင်းပုံဖန်တီးပေးပါ okay အဲ့ဒါပြီးရင်ကျွန်တော်ဒီနေရာမှာနှိပ်လိုက်မယ်ခဏစောင့်အောင်မနော်ဆိုတော့ကတကယ်လို့များကျွန်တော်တို့မှာပုံတက်ရှိတယ်ဆိုရင်ဒီဟာကိုကျွန်တော်တို့ကခုန copy လုပ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ခုန flow နဲ့တွားမယ်ပေါ့နော်ဒီ flow မှာကျွန်တော်တို့လက်ရှိကိုသုံးချင်တဲ့ပုံစံကိုဓာတ်ပုံလည်းလုပ်လို့ရတယ် okay အဲ့မှာကျွန်တော်တို့ဘယ်မှာကြည့်ရမလဲဆိုတကယ်လို့များကျွန်တော်တို့ကဒီတဲ့ကို flow တဲ့ဝင်သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာတွေ့မယ်မတွေ့လား50 Google Flow Critic ဆိုတာရှိတယ်အဲ50ကိုကျွန်တော်တို့အပြည့်သုံးအောင်မယ်ပေါ့နော်ပြည့်သုံးအောင်ဆိုရင်ကျွန်တော်တို့ခြေတာပြီးတဲ့လဲသုံးလို့ရပါတယ်အဲ့မှာကျွန်တော်တို့သုံးပြီးသားဟာကိုကျွန်တော်အကုန်လုံးပြန်ဖြတ်ချင်လို့ delete all project တို့နှိပ်လိုက်အကုန်လုံးပြတ်သွားပါလိမ့်မယ်ဒီမှာကျွန်တော်ပြန်ကြည့်မရှိတော့အဲ့ခါကျကျွန်တော်ဘာလုပ်မဆိုရင်ခုနဒီ plus ကိုကျွန်တော်နှိပ်မယ်ဒီ plus ကိုနှိပ်ပြီးဝင်မယ် plus ကိုနှိပ်ပြီးဝင်တဲ့အခါကျွန်တော်တို့ပုံအရင်သွင်းရမှာနော်နည်းနည်းတော့ကြာမယ်အဲ့ခါကျရင်ကျွန်တော်ဒီနေရာမှာနှိပ်မယ်နှိပ်ပြီးအဲ့မှာဒီ3မျိုးပေါ်မှာနော် video ရဲ့ image ရဲ့ capture ရဲ့ video ကိုပဲကျွန်တော်တို့ထပ်ပြီးတော့ generate လုပ်လို့ရတယ်တော့ဒီတစ်ခုက image ကျွန်တော်တို့ image ပဲယူလိုက်မယ်ခုနပုံကျွန်တော်ယူလိုက်မယ်ဒီပုံကိုကျွန်တော်ယူလိုက်မယ်နော်ဒီပုံကိုသူကတရားပြည့်တဲ့ထိစောင့်ကြည့်အောင်စက်ကြည့်အောင်နော်အဲ့မှာကျွန်တော်ဒီပုံကိုတစ်ချက်နှိပ်လိုက်ပါတကယ်လို့ကျွန်တော်တို့ပုံလိုချင်တယ်ပုံဟိုလောက်ချင်တယ်ဆိုရင်ကျွန်တော်ဒီအောင်နှိပ်လိုက်မယ်နှိပ်ပြီးအဲ့မှာ edit ဆိုရရှိတယ် animate ဆိုရရှိ animate က video ကိုလောက်တာနော်အဲ့မှာ edit ဆိုရရှိတယ်တော့ကျွန်တော်ဒီပုံကိုထပ်ပြီးတော့လောက်ချင်တယ်ဆိုတော့ဒီပုံကိုကျွန်တော်ကခုနမြန်မာစာဖြစ်တဲ့အတွက်ကျွန်တော်တို့အင်္ဂလိပ်ပြောင်းမယ်အဲ့ခါကျရင်ကျွန်တော်တချို့ဖုန်းတွေမှာပေါ်လာမလို့ကျွန်တော်မှဒီမှာတောက်ဆုံး၄ခုရှိရနော်အဲ့ဒါကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးရင်ဒီမှာဘာသာပြန်ဆိုတာတချို့နေရာမှာအင်္ဂလိပ်လိုရေး translate ဒီမှာ okay အဲ့ဒါနှိပ်မယ်
ပြီးကြရင်ဒီနေရာမှာကျွန်တော်တို့ခုနဟာထည့်မယ်ဒီနေရာမှာတော့ကျွန်တော်တို့က English လို့ပြောင်းမယ်နော်အဲ့တော့ဒီနေရာကိုကျွန်တော်တို့တစ်ချက်အကြိုင်းနှိပ်မယ်နှိပ်ပြီးဒီ paste ပေါ်တဲ့ခါကျဒီ paste ကိုနှိပ်လိုက်ပါခုနကျွန်တော်တို့က okay သူကအဲ့လိုဖြစ်သွားတယ်အဲ့လိုဖြစ်သွားတဲ့ခါကျရင်ကျွန်တော်တို့ကဒီပုံအတိုင်းကျွန်တော်တို့ကလောက်ကြည့်မယ်ဒီကနှိပ်မယ်နော်နှိပ်ပြီးသူ့ခဏစောင့်ပေးမှာပေါ့သူကဘယ်လိုလာမလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်အောင်သူ့ကိုလည်းတရားပြည့်အောင်တော့ကျွန်တော်စောင့်မှာနော်ဆိုတော့ AI ဗီဒီယိုလေးတွေကဒါကတော့ကျွန်တော် flow ထဲမှာဟိုပြတာပါတော့ Meta AI နဲ့မှာလည်းရှိရခဏနေကြရင်ကျွန်တော်ပြမယ်နော်တစ်ချက်တော့လိုက်ကြည့်အောင်နောက်တစ်ခုကသူက Grok Elon Musk လောက်ထားတဲ့ video file လေးနော် okay ရပြီဒီမှာတွေ့လားလူ2ယောက်ဖြစ်သွားခုန script ထဲမှာတော့သူကလူ1ယောက်သူကမတူအောင်တော့သူခွဲထားတယ်ပေါ့နော်ဒီမှာတစ်ခုသူမတူအောင်တော့ခွဲထားတယ်ခုကအနောက်ခံ background တော့တော်တော်လေးကိုကြည်နူးစရာကောင်းတယ်အဲ့တော့ကျွန်တော်တို့က animate လုပ်ချင်တယ် animate လုပ်ချင်တဲ့အခါကျရင်ကျွန်တော်ဒီနေရာမှာနှိပ်မယ်နှိပ်တဲ့အခါကျရင်အဲ့မှာကျွန်တော်တို့ကဘယ်နှမိနစ်လဲဆိုတော့ down နှိပ်မယ်နော်ကျွန်တော် down လိုက်အရှိလုပ်ချင်တာလားအလှမ်းလိုက်လုပ်ချင်တာလားအဲ့ဒါလေးကျွန်တော်တို့ဟိုရွေးရတော့နော်ဒီတစ်ခုနောက်ဒီမှာကျတော့8စက္ကန့်လည်းရ10စက္ကန့်လည်းရတယ်6စက္ကန့်လည်းရ4စက္ကန့်လည်းရတယ်အဲ့ခါကျရင်ကျွန်တော်တို့က10စက္ကန့်ကိုနှိပ်မယ်ဆိုရင် critic ဘယ်လောက်ရှိမလဲ15 critic နောက်တစ်ခုက8ကိုနှိပ်မယ်ဆိုရင်12 critic ရှိရယ်နောက်တစ်ခုက6ကိုနှိပ်မယ်ဆိုရင်ကျွန်တော်တို့10 critic ရှိမယ်50ဆိုရင်5ပုတ်ရတော့ပေါ့နော်30 critic ကျွန်တော်တို့စကားပြောတဲ့အတန်တွေလုပ်မယ်ဆိုရင်တော့ဒါ10 critic နဲ့12 critic 15 critic လို့လုပ်တင်တယ်နော်တော့ဒီ4 critic တွေ့ကြတော့စကားမပါတတ်ပဲသူကလည်းသူကျွန်တော်စကားမပြောတဲ့ sense တွေကိုကျွန်တော်တို့ကဒီ7 critic လောက်ပဲထားမှာပေါ့နော်အဲ့လောက်ပဲထား4စက္ကန့်လောက်ပဲထားလိုက်အဆင်ပြေပါတယ်သူကြတော့စကားပါတယ်ကျွန်တော်10 critic ထားလိုက်မယ်နော်ထားပြီးတဲ့ခါကျရင်ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုရင်ဒီနေရာမှာကျွန်တော်တို့ဟိုခုနဘယ်အထက်မလဲ sorryကျွန်တော်ဘာဆက်လုပ်ဆိုရင်ဒီနေရာမှာခုနပုံကျွန်တော်တို့တွားမယ်နော်ခုနပုံကျွန်တော်တို့တစ်ချက်တွားမယ်အဲ့မှာကျွန်တော်တို့ဒါနှိပ်လိုက်ပြီးတဲ့အတွက်သူ့ရဲ့ဒီခုနscript ကစညွန်ပဲရောက်သွားမှဆိုရင်ကျွန်တော်ဒီမှာနှိပ်မယ်ဒီအပေါ်ကမြင်ချောင်း3ချောင်းနော်အဲ့ဒါတစ်ချက်နှိပ်မယ်နှိပ်ပြီးရင်ဒီအပေါ်ဆုံးမှာ request prompt ဆိုတာရှိတယ်နော် request prompt အဲ့ဒါကိုကျွန်တော်နှိပ်ပါမယ်ပြီးကြရင်အဲ့မှာ script ပေါ်လာလိမ့်မယ်အဲ့ဒါရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်သူ့ကိုဒီမှာ select all နှိပ်လိုက်ပါနော် select all နှိပ်လိုက်မြန်တယ်အဲ့ကကြံဒီလိုလေးပေါ်လာမှဆိုရင်ကျွန်တော်တို့ copy လေးတွေ copy လိုက်မယ်နော်ကျွန်တော်ပြန်ထွက်မယ်အဲ့ကကြံဒီ video ကျွန်တော်ပြန်သွားမယ်အောက်ကဟာကိုနှိပ်နော်အောက်ကနှိပ်လိုက်ပြီးကြရင်ဒီ animate နေရာကျွန်တော်နှိပ်မယ် okay ကျွန်တော်ဒါနောက်တစ်ခေါက်ထပ်နှိပ်လိုက်မယ်ကျွန်တော်ကြည့်8သူက8စက္ကန့်လို့ပြောကျွန်တော်တို့10စက္ကန့်လုပ်မယ်ဟော okay 10စက္ကန့်လောက်ထားကြည့်မယ်နော်သူကစကားပါတယ်တော့အဲ့ခါကျရင်ကျွန်တော်တရားနှိပ်လိုက်မယ် okay သူ့ကိုလည်းကျွန်တော်ကတရားပြည့်အောင်ထားမှာနော်ခဏကြာကျွန်တော်ပြပေးမယ်အခုကျွန်တော် meta တဲ့နောက်တစ်ခေါက် meta တဲ့တွားကြည့်မယ်နော်မတီးဟာပါ okay meta လည်း down လို့ရနော် application ပုံမှာ down လို့ရအဲ့ခါကျရင်ကျွန်တော်တို့ဒီမှာလဲကျွန်တော်တို့ပုံလုပ်ချင်ဒီ plus ကိုနှိပ်ပါဒီနေရာမှာတော့သူက file တုံးတယ် video တုံးတယ်မပုံနှိပ်ချင်တယ်ဆိုရင်ဒီနေရာနှိပ်လိုက်အဲ့မှာကျွန်တော်တို့ဖုန်းထဲကပုံအကုန်လုံးပေါ်တယ်နော်အဲ့ကျွန်တော်စွန့်ခုခုံးနှိပ်မယ် okay ဒီလိုဖြစ်ရင်ရပြီဆိုတော့ဒီနေရာမှာကျတော့ကျွန်တော်တို့ကဒီလိုဟာလေးတွေထည့်ပေးလိုက်မယ်နော်အဲ့ခါကျရင်ကျွန်တော်တို့က print လေးနဲ့ဒီပုံလေးနဲ့ထည့်ပေးလိုက်မယ်ဆိုရင်ကိုလိုချင်တဲ့ပုံလေးကိုသူကဖန်တီးပေးလိုက်မယ်ခဏစောင့်ကြည့်အောင်နောက်တစ်ခုထူးခြားတာကဒီ meta AI ကဒီနောက်ပိုင်းကျတော့သူက video တွေလုံးမပေးတော့ဘာကြောင့်လုံးမပေးရဆိုရင်ကျွန်တော်အရောဟိုကိုသုံးတာလုံးဝ limit ပြည့်သွားလို့ပါနော်
ပုံလေးတော့ရပါပြီကိုလိုချင်တဲ့ပုံတော့မဟုတ်ဘူးချက်ကြည့်အောင်ဒီမှာလေးနော်ဒီပုံလေးထွက်လာโอเคထားလိုက်တော့ကျွန်တော်ဒီတက်ပြန်လာကြည့်မယ် taking longer than expect သူပြောတာတော့တော်တော်လေးကိုကြာနည်းနည်းတော့ကြာမယ်နော်အချိန်ပြရတော့ပေါ့ဗီဒီယိုတစ်ပုတ်တစ်ပုတ်နောက်တော့ကျွန်တော်တို့ကဟိုစိတ်ရှည်တိခံဖို့လိုပါတယ်ခါကျရင်ကျွန်တော်တို့လုပ်နေတဲ့ဗီဒီယိုကကိုယ်စိတ်တိုင်းကြမှာဖြစ်ကိုကနောက်ခေါ်ထပ်လုပ်တယ် critic ပြည့်သွားတယ် critic ပြည့်တော့ကျွန်တော်တို့ဘာလို့ဆိုတော့သူကတရက်ကို90 critic ပြည့်တာဖြစ်တဲ့အတွက်ကျွန်တော်နောက်တစ်ရက်ကိုထပ်ဆောင်အားကြောင့်မို့ကျွန်တော်ကစိတ်ရှည်ရဗီဒီယိုတစ်ပုတ်ဖြစ်ဖို့ကျွန်တော်စိတ်ရှည်ရတစ်ခုနဲ့တစ်ခုဆက်မှုရှိအောင်လဲကျွန်တော်ဒီထဲမှာဒီပုံဒီ script ကိုပဲကျွန်တော်တို့ခုန script ကိုကျွန်တော် copy ယူတယ်ချက်ကြည့်ပြီးတဲ့ copy ယူတယ်ယူပြီးတော့ data ပြန်ထည့်ဒီပုံတစ်ပုံလေးကိုပဲကျွန်တော်တို့ပုံ10ပုံလောက် critic လုပ်လို့ရတယ်ထုတ်လို့ရပါဘောနော်ထုတ်ပြီးမှကိုယ်နဲ့ကိုကြိုက်တဲ့ပုံကိုယ်နဲ့ကိုကောက်တုံးပြီးပြန်ဆက်လိုက်သူကတစ်ခုနဲ့တစ်ခုနည်းနည်းဆက်မိသွားတာပေါ့နော် okay ရနော် taking longer than system than expected ခုန okay ကျွန်တော်ဒီမှာဗီဒီယိုလေးရတယ်တစ်ချက်ကြည့်အောင် internet နဲ့လို့သူကနည်းနည်းတော့ကြာတယ်ပေါ့နော် okay I have to get water a little နောက်တော့ဒီရေကဘုံထဲမှာစီးကြဒီစီးကြနေတဲ့ရေမှာစီးကြအောင်လုပ်ပေးပါဆိုရင်ရတယ်နော် earlier today. Yes, if I'm late, I'll be late. okay I have to get water a little earlier today. ဒီလောက်ဆိုရင်အားလုံးနားလည်တဲ့ဘောပေါက်လောက်တင်ပါတယ်ဆိုတော့ video AI လေးတွေကိုကျွန်တော်တို့ကစိတ်ရှည်တီးခံပြီးတော့เนาะစိတ်ရှည်တီးခံပြီးတော့ကျွန်တော်တို့ဖန်တီးလို့ရပါမယ်နောက်တစ်ခုကကျွန်တော်တို့ဟို YT create လုပ်ပါမယ်သူ့လည်း YT create လို့ဟို Play Store ထဲမှာရေးပြီး download ရနော်ဒီမှာကျတော့ကျွန်တော်လုပ်ထားတဲ့ video လေးတွေပါဒါတော့ကျွန်တော်လုပ်ထားတဲ့ video လေးတွေနော်နောက်ဒီတစ်ခုရယ်Voice of Ta'angfar inhabited areas, according to local residents. Local youth have been organizing training programs and cultural activities to pass on the... Okay, did it cool? Sorry? No, did it cool? That you know, the YT them, you know, direct team view, no? Dinner in a bamboo hut while it rains outside. My hosts are showing me their favorite local dishes. Okay, the food is steaming and the energy is just pure joy. AI video လေးတွေကိုကိုယ်တိုင်ကောင်းဖန်တီးနိုင်ပြီးငွေလေးတွေရှာနိုင်ပါစေလို့ Bye bye